Hello ကဘာပေါ်မှာရှိတဲ့ဆွေမြန်မာများညီကိုမောင်နှမများဒီနေ့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့ဒီမှာလမ်းတွားနေတဲ့ပရွတ်စိတ်တွေကြည့်နော်တယောက်နဲ့တယောက်listen ကန်ပြီးတော့ဥတဲ့တရားလို့သူတို့ဟာသူတို့နေတယ်နော်တရားလို့နေပြီးတော့အဲ့ဒီပေါ်မှာတဲတဲ့လူကတဲတယ်နော်အဲ့ဒါကျွန်တော်ဘာမြင်စေလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာအခုချိန်မှာဆိုရင်တယောက်နဲ့တယောက်တပ်ဖြတ်ကြတယ်အဲ့ဒီတယောက်နဲ့တယောက်မကဘူးအမျိုးအရင်းတွေညီကိုမောင်နှမတွေတမိသားစုတွေတောင်တယောက်နဲ့တယောက်စီးပွားရေးနဲ့ပတ်သက်လာရင်တယောက်နဲ့တယောက်တပ်ဖြတ်ကြတယ်နော်ဒီမှာနော်ချောင်းကိုကူးပြီးတော့တယောက်နဲ့တယောက်တရားလို့ listen ကန်ပြီးတော့နေတဲ့ဟာတယ်နေတဲ့ဘရွတ်စိတ်တွေလဲသူတို့တမိသားစုတွေပဲနော်တအိမ်မှာနေတဲ့တမိသားစုတွေပဲနော်တတိုက်မှာနေတဲ့မိသားစုတွေကျွန်တော်တို့တရွာမှာနေတဲ့တရွာသားတွေနော်တမျိုးလုံးတဆွေလုံးဖြစ်ကြတယ်သူတို့ဆိုတော့အဲ့ဒီဟာကိုကျွန်တော်ကြည့်ရင်နဲ့အတိတရားအများကြီးရစီတာဖြစ်တယ်အမျိုးတို့လည်းအတိတရားရမယ်လို့ယုံကြည်မျိုးနဲ့နော်ဘာအတိတရားရလဲဆိုပြီးတော့ comment မှာရေးပေးကြပါနော်ဒီလောက်ပဲနော်